Aries မင်္ဂလာပါAries ကိုကျွန်တော်မခေါ်တာနည်းကြာသွားပြီအဲ့တော့နည်းနည်းကျွန်တော် channel ကိုအားပေးနေတဲ့လူတွေနည်းနည်းလေးပေါ့နော်ခွင့်လွှတ်ပါတော့နော်ကျွန်တော်ရှင်းရပေါ့ marriage အဲ့တော့ marriage တော့ကျွန်တော် channel ကများတော့အဖြစ် narcissist တော့မကောင်းတာတော့မဟုတ်ဘူးပေါ့နော်မကောင်းတဲ့ဘက်လိုက်တာတော့မဟုတ်ဘူးကျွန်တော်မြင်တာပြောရပါတော့ marriage ထလာတော့ hesitation နဲ့ပေါ့နော် hesitation ဆိုတော့ပေါ့စဉ်းစားနေတာအချစ်ရေးဆိုရင်တော့ကျွန်တော်ရနေတော်တော်ကောင်းတယ်တော်တော်ကောင်းတယ်လက်ထက်ပေါ့ဘီဒင်ဆရာတယောက်အနေနဲ့ပြောရရင်နည်းနည်းကျွန်တော်တို့win ဆိုထိုင်ရတယ်win ဆိုထိုင်ရကိုဟောလိုက်တာယုံဝိုင်းအဲ့လိုမကောင်းတဲ့လူနဲ့တွဲမိရင်တော့ပါတော့ဒါပေမဲ့ marriage ကထွက်လာတယ်hesitation ပေါ့နော်မိမိကိုစဉ်းစားနေဒီတယောက်လားဆိုရင်လက်ထိုင်ကောင်းနေမယ်နော်လက်ထိုင်ကောင်းနေမယ်အခြေကောင်းတယ်ပေါ့နော်အခြေကောင်းတယ်ဟောပေါ့တော်ဆရာကြီးဘီဒင်ဆရာကြီးနားနည်းနည်းတွားပေါ့နော်ကျွန်တော်မှမဟုတ်ဘူးအဲ့ဒီတော်ဆရာတို့ဘီဒင်ဆရာတို့နားနည်းနည်းလေးတွား introvert ကြောင့်မင်းရှင်းနေအခြေပိုင်းရနေအခြေပိုင်းရတော့အခြေပိုင်းကျွန်တော်ပြောရမှာပေါ့နော်ကျွန်တော်မတောင်းရှိရပေါ့နော်introvert ဆိုနည်းနည်းရှက်တတ်တာတို့ဘာလို့ပေါ့နော်ရှက်တတ်တာတို့ဘာလို့အဲ့လိုယောက်ျားလေးကမှဖွင့်ဟပြောနိုင်တာတို့ဘာလို့ကျွန်တော်အားပေးတယ်ကိုချစ်တဲ့ main ကလေးဒါမှမဟုတ်ကိုချစ်တဲ့ယောက်ျားလေးဆိုရင်တော့စဉ်းစားမနေနဲ့နော်စဉ်းစားမနေနဲ့ဆိုတာပေါ့နော်ဖွင့်ပြောလိုက်ပေါ့နော်ဟုတ်ပြီအခြေပြီးသွားပြီကျွန်တော် Aries ထဲကိုကျွန်တော်တို့နက္ခဗိဒကျွန်တော်ပြောရင်နက္ခဗိဒလူတိုင်းကစိတ်ဝင်စားကြအောင်ဒါမဲ့စနေဂျိုနဲ့နပ်ကင်ဂျိုကွန်ဂျန်ဖြစ်တာပေါ့စနေဂျိုနဲ့နပ်ကင်ဂျို Aries ထဲရောက်လာပြီနော် Pisces ထဲကနေပြီးတော့ Aries ထဲရောက်လာပြီကွန်ဂျန်စဖြစ်ပြီစနေဂျိုနဲ့နပ်ကင်ဂျိုကွန်ဂျန်ဖြစ်တာကျွန်တော်လည်းနက္ခဗိဒအဲ့လိုမကျွမ်းဘူးဒါပေမဲ့ကိုယ့်ရဲ့ဆက်ထအာယုံယုံဖို့ပေါ့နော်ဆက်ထအာယုံပို့ပြီးတော့ယုံဖို့ဥပမာကျွန်တော်ပြောနေရင်ဒီကောင်လေးနဲ့လက်ထပ်လိုက်ဒါပေမဲ့ကျွန်တော်လက်ထပ်တာတော့ကောင်းတယ်လို့ရတယ်အဲ့တော့ကျွန်တော်အဲ့ဘက်မတော်ဘူးဆက်ထအာယုံဆိုဥပမာကျွန်တော်ပြောရင်ကျွန်တော်ပြောတဲ့ဟာတိုင်းမယုံနဲ့ပေါ့အဲ့လိုမျိုးလေကျွန်တော် Aries တွေအများကြီးတော့ဟောနေတာဆိုတော့လေကျွန်တော်လေဒါတိတ်မပြောဘူးဒါမဲ့အစားလေးနည်းနည်းဝါလေးနေစားဝင်တိတ်မထမ်းနဲ့ဒီမှာကြည့်မယ်ဆိုရင်ဒီမှာဟောပေါ့နော်ဒါ10-1ဒီမှာဟောပေါ့နော်ကျွန်တော်ရလိုက်တာပေါ့တင် spirit ရှိရယ်တင် spirit ကဥပမာကျွန်တော်ဆိုလဲအဲ့လိုပဲပေါ့မနာပဲအလုပ်လုပ်တာတို့မိသားစုရေးအရန်ဝင်ထမ်းတာတို့တင်မလားကျွန်တော်ပြောချင်တာတဘောပါအဲ့ဒီမိသားစုဝင်အရန်ထမ်းတာတို့တယောက်တည်းပဲလုပ်နေတာတို့ဘာဖြစ်နော်ဒီမှာကြည့်မယ်ဆိုရင် Kurosaki Ichigo ဒါသူရဲ့ပုံမြင်တော့မပြောရတော့ဒီမှာကွဲအပ်သွားတာဆိုတော့အရင်ဝင်ထမ်းနေရပေါ့နော်အဲ့ဒါလေးတစ်ခုရှိတယ်အထူးသဖြင့်ကွင်းရောကပ်ပြောင်းနေထွက်လာတယ်ကွင်းရောပန်တယ် sorry ကွင်းရောပန်တယ်ကောကွင်းရောပန်တယ်ကောပြောင်းထွက်လာတယ်တင်တော်တော်ကြည့်တယ်ဆိုရင်တိမှာပါကွင်းရောပန်တယ်ကောဆိုတာ
အစားကိုဝါဝလင်းစားတယ်မိမိကိုမိမိဂီယူဆိုင်တယ်နော်မိမိကိုမိမိဂီယူဆိုင်တယ်မိမိကိုမိမိ self care လုပ်တယ်ပေါ့နော်ပြီးတော့ရလိုက်တာ emperor ဒါတင်းရဲ့ energy ဘယင်းနေအကုန်ပေါင်းမှရတာပေါ့နော်ဘယင်းနေအကုန်ပေါင်းမှ emperor ဖြစ်တာအဲ့တော့ကျွန်တော်ရနေတာတင်အလုံးမှဆိုရင်ပေါ့မိမိကိုမိမိမရှိန်နဲ့ဘာဖြစ်လို့လဲဆိုတော့ဒီ page shop ပန်တကယ်ဒီမှာကြည့်မယ်ဆိုရင်တူပေါ့နော်ကျွန်တော်သူ့ရဲ့တမိုင်းမပြောပြတော့ဘူးပေါ့သူကရှီကိုင်းကနေဘန်ကိုင်းမထွက်လိုက်ဘူးသူကပေါ့ကျွန်တော်အခြေခံ level မှာတက်သွားတာသူမဖြစ်မြောက်လိုက်ဘူးသူ့ရဲ့ဘန်ကိုင်းသူ့ရဲ့အမြင့်ဆုံးမဖြစ်တော့ဘူး Aries တာတင်းရဲ့ energy ဘီယင်းနေအကောင်ပေါင်းမှemperor ဖြစ်တာပေါ့နော်အဲ့တော့တင်ကဘီယင်းနေအကောင်ပေါင်းမှကျွန်တော် emperor ကိုမြန်မာလိုဘယ်လိုပြောရမလဲတော့မသိဘူးဘီယင်းနေအကောင်ပေါင်းကင်းနေအကောင်ပေါင်းမှ emperor ဖြစ်တာ Aries energy က emperor energy အဲ့တော့မတက်သွားစီနဲ့ဥပမာမတက်သွားစီနဲ့ဆိုတာပေါ့ဥပမာတင်ဟာပေါ့တချင်းဆိုရဲလူတယောက်ဆိုရင်အဲ့လိုမျိုးလေမရှိန်နဲ့ဒါမဲ့ Aries တွေကမရှိန်ကျွန်တော်တိလောက် Aries တွေကဘန်ပဲဒိုင်းအဲ့တော့ဒါမဲ့ကျွန်တော်နည်းနည်းလေးအတိပေးချင်တာတင်က page of pentacle နဲ့ emperor ဆိုတာလုံးဝအဆင့်ကွာခြားတယ်အဲ့တော့နည်းနည်းလေးမရှက်နဲ့ YouTube တွေပါထောင်ချင်တယ်ဆိုရင်ထောင်ပလိုက်YouTube channel တွေပါတော် reader ပဲဖြစ်ဖြစ်တချင်းဆိုတာပဲဖြစ်ဖြစ်လုပ်ချင်တယ်ဆိုကျွန်တော်အားပေးတယ်တခုလေးပဲကျွန်တော်နည်းနည်းလေးပြောချင်တာလေတောင်းဝန်ပြောမယ်ကျွန်တော်ရှင်းပြပြီးကိုကိုအနားယူဖို့ပေါ့နော်အနားယူဖို့မမီးနဲ့အဲ့လိုဟုတ်တယ်အနားယူဖို့မမီးနဲ့ပေါ့နော်နည်းနည်းစိတ်ရှိထားသူကျွန်တော်ရနေဘီဒင်ဆရာမတယောက်ဘီဒင်ဆရာကိုယုံကြည်တဲ့နက်ခတ်ပိတာပညာရှင်တို့ဘီဒင်ဆရာမတို့ဘီဒင်ဆရာတို့ပါတော့နည်းနည်းလေးတွားပြီးတော့ဆွေးနွေးဖို့ကျွန်တော်အားပေးတယ်ပြီးတော့four of pentacles king of cups the knight of cupsပေါ့ace of swords spirit ace of swords ကပါလာဒါနဲ့ရှင်းခိုင်းနေနော် ace of swords ကပါလာ spirit ace of swords ကျွန်တော်ရလိုက်ပြီရှင်းစရာမလိုတော့ace of swords ဒီမှာကြည့်မယ်ဆိုရင် Kurosaki Ichigo 对，感动家几项路对嘛？一说表面出来，一说一代人对嘛？都概念大，半界大嘛好，半界大嘛好，世界大。哎，到说路啦，嘞，将困难表露不？Emperor 点样不行？哎到，不，အစပါလေအစကောင်းမှအနောင်တိချမီအစကောင်းမှအနောင်တိချမီအဲ့ထပ်ပို့ပြီးတော့ကျွန်တော်ပြောချင်တာအင်္ဂလိပ်လိုဆိုရင်ကျွန်တော်တို့nip in the bud ပေါ့နော်မြန်မာလိုပြောမယ်ဆိုရင်တော့အစကောင်းမှအနောင်တိချမီမဟုတ်လေအနာယူတော့အနာယူနော်အနာမယူရင်ဒီမှာကြည့်အနာမယူရင်ဆင်းကိုတက်ရလိမ့်
စေုံတက်ရမယ်တော့မဟုတ်ဘူးအဲ့လိုမျိုး spirit ကဖះတင်းကို Aries 8တော့အဲ့လိုပြောလိုက်ကျွန်တော်ပြောချင်တာလေဟိုဟောပေါ့ဒါရှိကိုက်ဒါဆိုတော့အဲ့ level ကနေနေဘန်ကိုက်ဒါ emperor ကျွန်တော်ခုနပြောလို့ပဲ emperor ဆိုတော့သူ့ရဲ့ emperor အဆင့်ကိုတင်းကိုတင်ယုံကြည်ဖို့ဟိုဟာပေါ့မတက်သွားစီဖို့ပေါ့နော်ဟိုဟာ emperor ဆိုတော့ကိုလူချင်တာကိုရတယ်ကိုလှုပ်ချင်တာကိုလှုပ်တယ်ကိုလူချင်တာကိုရတယ်ကိုလိုတဲ့ပစ္စည်းဟိုဟာကိုလိုတဲ့ငွေပဲဖြစ်ဘာပဲဖြစ်ရှိတယ်အဲ့ဟာလေးပေါ့နော်Aries နဲ့ကြာသွားတယ်အခုလက်ကြီးပင်နေကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်13 Haru Fan လို့ခေါ်ပါတယ်ဗီဒီယို like subscribe share လုပ်ပေးပါ Aries နောက်မှပြန် bye bye